ဆိုတော့ကျွန်တော်တို့ဒီမှာခုနကတော့ successful ပြထားပြီဆိုတော့ကျွန်တော် email တွေကိုတစ်ချက်ဝင်စစ်ဖို့လုပ်တယ်အဲ့တော့ email ထဲမှာနေရာဘက်ကနေဒီမှာ email လေးတစ်စောင်ပို့ထားရပေါ့နော်ဆိုတော့ဒီ email ကိုကျွန်တော်ဝင်လိုက်ပါဝင်ပြီးရင်တွက်ဒီမှာ login ဝင်ဖို့အတွက် URL link ရေနောက် username ရေ password ရေပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးကဒီ username နဲ့ password လေးကိုမှတ်ထားပါတော့ဆိုတော့ကျွန်တော်ဒီမှာ example username ကိုအရင်copy ကူးလိုက်မယ်ပြီးကျွန်တော်ဒီ link နဲ့ဝင်လိုက်မယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ကဝင်ထားပြီးသားပေါ့နော်ဝင်ထားပြီးသားမဟုတ်လို့ကျွန်တော်ဒီထဲကိုဝင်နေတာကျွန်တော်မဝင်ထားတဲ့ပုံစံကိုပြန်ပြပေးမယ်ဆိုတော့ကိုဒီ link နဲ့ဝင်လိုက်လို့ရှိရင်ဒီလိုပုံစံလေးပေါ်နေပြီဒါဆိုရင်ကျွန်တော်ကခုနကတော့ user name နေရာမှာကျွန်တော် copy ကူထားတဲ့ဟာလေးကိုရိုက်ထည့်လိုက်မယ်ပြီး password က initial password က1 2 3 4 5 6ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က remember ပြီးနေပြီးတော့sign in ဝင်လိုက်မယ်ပေါ့နော်ဆိုတော့ sign in ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေရာရဲ့ dashboard ထဲကိုရောက်သွားပြီဖြစ်ပါတယ်